မောင်းသူမဲ့ Zoox ကားကြီးကိုပထမဆုံးချိန်စီးပါမယ်။အရင်တော့ကတော့ Google ကထုတ်တဲ့ Waymo ကားကိုအမြဲစီးဘူးတယ်။ Amazon ကထုတ်တဲ့ Zoox ကားကိုတော့ဒီနေ့ပထမဆုံးချိန်စီးပါမယ်။သက်တိုက်စဆိုင်ကားခေါ်လိုက်တဲ့နေရာ Trump Hotel အရှိမဖြစ်နေတယ်။အခုကတော့ America နိုင်ငံရဲ့ Las Vegas မြို့မှာ Zoox ကားကိုတော့ application ထဲကနေတဆင့်ခေါ်ရတယ်။ကားစီးဖို့အရင် excited ဖြစ်နေတယ်။ကားလေးကလည်းချစ်စရာလေး။ကားပေါ်တက်ဖို့ application ထဲကနေတကားကိုဖွင့်မယ်။ကားကတော့၄တောက်ပုံအနောက်မှာကတော့ passenger seat စီးပါပဲဝေမိုမောင်းသူမဲကားကြတော့အရှိမ driver seat ပါတယ်ကိုနာမည်ဟုတ်လားမဟုတ်လားစစ်လိုက်တယ်ပြီးတော့တကားပိတ်ပါပြီစီပေါက်တက်တယ်စီပေါက်တက်ပြီးရင် start right ကိုနှိပ်တယ်စီပေါက်တက်ပြီးမှပဲကားကတော့ထွက်တယ်သွားမဲ့ destination ကတော့17မိနစ်လောက်ကြာပါတယ်။တာမန်ကားတွေလိုပဲ temperature, fan အနောက်မှာအကုန်ချိန်လို့ရတယ်။ Las Vegas မှာမြန်မာပြည်လောက်အရန်ပူနေတော့ temperature ကိုအေးဆုံးထားပြီးတော့ fan ကိုအမြင့်ဆုံးတင်လိုက်တယ်။ကားကတော့အထဲမှာအေးပြီးငြိမ့်နေရပဲ။ temperature အပြင်ကိုကြိုက်တဲ့တခြင်းကိုလည်းရွေးပြီးဖွင့်လို့ရတယ်။ Sabrina Carpenter ရဲ့ espresso ဖွင့်မယ်။ကားပေါ်မှာကိုတခြင်းနဲ့မြူပြီးပြုံးလေးနဲ့ပျော်နေတာ။ခေါင်းမိုးပေါ်မှာလည်းကျဲအလင်းလေးတွေလှုပ်ထားတယ်ရိမ့်မိလားမသိဘူး။ Las Vegas ရဲ့နေဝင်စည်းစာလေးကတော့အရန်လာတယ်ဘေးမှာတွေ့ရတဲ့တိုက်တွေကတော့ဟိုတယ်တွေပါဒီကားကစမ်းသပ်ကာလမှာပဲရှိနေတာမို့လို့ Las Vegas နဲ့ San Francisco မြို့မှာပဲအများဆုံးစီးဖို့ခွင့်ပြုထားတယ်။အခုစီးတာတပြားမှမကြပါဘူး။ It's a free ride. ဒါပေမဲ့တခုရှိတာဒီကားကို book ဖို့အကြာကြီးစောက်လိုက်ရတယ်။ညီမသွားချင်တဲ့နေရာက10မိနစ်ကျော်လောက်ပဲကြာတယ်။ဒါပေမဲ့ဒီကားက demand အရင်များတော့ကြိုပြီး book လုပ်ထားတယ်။အဲ့ book လုပ်ထားတာကိုမိနစ်30လောက်စောက်လိုက်ရတယ်။ကားတကားကြီးကအခုတွေ့ရတဲ့အတိုင်းအောက်ထိရောက်နေတော့ကားသွားနေတဲ့လမ်းကိုပါတွေ့ရတယ်။ Okay ခဏလေးဆိုရင်ရောက်ပါပြီ3မိနစ်ပဲလိုတော့တယ်။အခုသွားနေတဲ့နေရာလေးကတော့ Las Vegas ရဲ့ tourist attraction နောက်တစ်ခုပါသူ့နာမည်ကတော့ Area 15လို့ခေါ်တယ် destination ကိုရောက်ပါပြီတကားလေးဖွင့်လိုက်ပြီကားခေါ်တာကိုစောက်ရတဲ့အချိန်ကကြာတာလွဲလို့ Zoox ကားကိုစီးရတာတော်တော်အဆင်ပြေပါတယ်ဒါပေမဲ့ Google ထုတ်တဲ့ Waymo ကြတော့ကားပိုကြီးတော့ပစ္စည်းတွေလည်းထည့်လို့ရတယ်ဒီ Zoox ကားကြတော့ပစ္စည်းတွေသိမ့်မဆန်တဲ့ပုံပဲညီမရဲ့ TikTok page မှာလည်း Google ထုတ်တဲ့ Waymo မောင်းသူမဲ့ကားဗီဒီယိုကိုစိတ်ဝင်စားရဲဆိုရင်ကြည့်လို့ရပါတယ်ရှင်အားလုံးရောဒီမောင်းသူမဲ့ Zoox ကားကိုဘယ်လိုမြင်ပါလဲရှင်